ဟုတ်ပြီနော်ဒီကောင်ကတော့ဒါအခု controller ဆိုလို့ရှိရင်ခဏရနော်ဟုတ်နော်ရလို့ဒါလုတ်လို့သဘောထားရင်ဒီကနေလုတ်ဖို့ neutral တကြိုးပေါင်းမယ်လုတ်မှန်သမျှပါလဲဆိုရင် line နဲ့ neutral နှစ်ကြိုးသွားတာဟုတ်ပြီနော်ဒီကောင်လုတ်မှဆိုဒီကောင် A1 A2 ပါတာဟုတ်တယ်မလားဒီ magnetic controller ကိုသုံးပြီးတော့ motor လည်းမောင်းလို့ရတယ် heater လည်းမောင်းလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာဒါကို neutral လို့သဘောထားကြည့်လိုက်ဟုတ်ပြီနော်အဲ့ဆိုဒီမှာဒီ neutral ကနေပြီးတော့လုတ်ကိုတကြိုးမသွားဘူးလားသွားတယ်အဲ့ဆိုဒီမှာတကြိုးသွားလိုက်ဟုတ်ပြီနော်ဒီကအဲ့တော့ဒီမှာရနေမှာဒီကပါဝါကျိုးနှစ်ကျိုးမလားဒီမှာနော်ဒါပါဝါကျိုးနှစ်ကျိုးနော်ပါဝါကျိုးနှစ်ကျိုးဆိုပါဝါကျိုးနှစ်ကျိုးကနေဒီမှာနှစ်ကျိုးယူလိုက်ပြီနော်တကြိုးကဘယ်သွားမလဲဆိုရင်ဒီ contact point ရဲ့ကွန်မွန်းကျိုးကိုသွားမယ်ဟုတ်နော်ကွန်မွန်းကျိုးဆို contact point ရဲ့ဝင်ကျိုးကဒီမှာမလားနော်အဲ့ဆိုဒီငုတ်သွားလိုက်တကြိုးကနော်ဒီကတကြိုးယူပြီးဒီကိုသွားလိုက်သွားနော်တဲ့တဲ့နေရာသွားရပြီနော်အဲ့သွားဒီကောင်ဘယ်လဲဆိုနံပါတ်2မလားအဲ့ဆိုဒီနံပါတ်2ကိုသွားတာပေါ့နော်ကျိုးကနောက်တကြိုးကဒီနောက်တကြိုးကဘယ်သွားမလဲဆိုဒီမှာလှုပ်ဒါလှုပ်ဆိုဒီကနေ heater ပဲသွားဆော့ပြောလို့ compressor ပဲသွားလို့ရဟုတ်ပြီနော်အဲ့ဒါဒီမှာ A1 A2 ပါတာမလားဒီလောက်ကဟုတ်ပြီနော် A1 A2 ပါလဲဆိုဒီမှာ A2 ရဲ့ဒီမှာ A1 ရဲ့ဟုတ်နော်တက်ကိုသွားလိုက်ရပြီနော်ဒီလောက်ကဒါ neutral ကျိုးကဒါလိုက်ဝင်ပါဆိုဒီ line ကျိုးထွက်ယူရမှာဟုတ်နော် line ကျိုးထွက်ကကြတော့ဒီမှာဒီဒါကွန်မွန်းကျိုးယူပါဆိုကွန်မွန်းကျိုးကနေခုကလက်ချက် normally close မလား normally open ယူမှာမလားတို့က1ကနေပြီးတော့တကြိုးကဒီလောက်ကိုလာမှာဟုတ်ပြီနော်ခုလက်ရှိ A2 ကိုတွေ့ A1 ကိုတွေ့ထားဆိုဒါ A2 ကိုတကြိုးလာမှာဘယ်ကလာမှာဆိုရင်ဒီအထွက်ကနေတကြိုးလာမှာဟုတ်ပြီနော်အဲ့ဆိုအဲ့ရနေဒီဘက်မှာလာပြီဟုတ်ပြီနော်ဟုတ်ပြီဒီကောင်ရဲ့ A2 တကြိုးလာလိုက်ကျန်တဲ့ဒီ line 1ထွက်3ကြိုးဆို3ကြိုး2ကြိုးဆို2ကြိုး single phase 3 3 phase 3 3အလုပ်ကိုပဲသွားမှာပေါ့နော်အလုပ်ကိုတိုက်ရထိန်တာမဟုတ်ဒါ breaker သဘောမျိုးပေါ့နော် magnetic connector ကိုထိန်တာဒါငါတို့ကပြီးသွားပြီနော်ပြီးသွားပြီဆိုတော့ဒီမှာငါတို့ကဒီမှာဟုတ်ပြီနော်ဒီ2ကြိုးကဒီကိုတကြိုးကပါလဲလုပ်ကိုသွားပြီတကြိုးကကွန်မွန်းကြိုးကိုသွားပြီကွန်မွန်းကြိုးကပြန်ထွက်လာတဲ့ကောင်ကလုပ်ကိုဝင်ဟုတ်ပြီနော်ဒီကပြန်ထွက်လာတဲ့ကောင်ကဒီမှာလုပ်ကိုဝင်ရပြီနော်အဲ့ဒါကတော့ဒီကပါဝင်လိုက်ဆိုဒီမှာလာပြီဟုတ်ပြီနော်အဲ့တော့စောစော setting ကနော် temperature ဘယ်လောက်ထားတာလဲ temperature ထားပါတော့နော်5ထားတာဟုတ်ပြီနော် compressor delay တိုင်းဘယ်လောက်ထားလဲဆိုတာအဲ့တော့ဆိုတော့10မိနစ်ထားတာနော်10မိနစ်ထားဆိုတော့10မိနစ်ပြရတယ်ဒီကောင်ဘာဖြစ်သွားမလဲကတ်သွားနော်အဲ့ဒါဆိုရင်ခဏလေးဒါ10မိနစ်ပြည့်ပြီဆိုတော့ဒီကောင်ကတ်မှာပေါ့နော်ဟိုကလက်ရှိပေးထား10မိနစ်ကမပြည့်ဘူးဟုတ်ပြီနော်လက်ရှိ setting က10မိနစ်ပေးထားမှာလားဆိုတော့ဟုတ်လား compressor delay တိုင်း10မိနစ်လားဟုတ်နော်10မိနစ်ပြည့်ကတ်မလားပါလားဒီလိုဟုတ်လားနော် setting ပြောင်းလာပြီဟုတ်ပြီနော်ဒါဆိုကတ်သွားပြီဟုတ်ပြီနော်ဒါ10မိနစ်ပြည့်လို့ကတ်သွားပြီဟုတ်ပြီနော်အဲ့ဆိုဒီကလုတ်ကသူကလှုပ်သွားပြီနော် heater ဆိုတော့ဒီကောင်ပြောင်းပြန်ပထမ on ထားမယ်အချိန်ပြည့်သွားတယ်ဆိုလို့ရှိရင်တိုင်မာနဲ့လည်းပေးလို့ရတယ်ဒါမှမဟုတ်ရင် compressor ဆိုလည်းလဲလို့ရဒါကတော့အခု normally open ပဲသုံးထားဆိုတော့ဒါ refrigeration မှာသုံးတာမလို့နော်အဲ့တော့အောင်ဆို compressor ကချက်ချင်းပြန်လဲလို့မကောင်းဘူးနော်မိပြတ်သွားတယ်ဆိုချက်ချင်းပြန်လဲလို့မရဘူးအချိန်တိုင်းတာတစ်ခုရောက်မှပြန်လဲရနော်အားကြောင့်ကတော့3မိနစ်ဆို3မိနစ်ထားတစ်ခုကောင်းလားဆိုစိတ်ကနဲ့နော်ဟာလားစိတ်ကအနေနဲ့သုံးလို့လည်းရတယ်ရတယ်ဒါပေမဲ့တစ်ခုရှိကစိတ်ကကြတော့ဘိုးတွေကို control တာဒီကောင်ဘိုးတွေမှာ control မလုပ်တာစိတ်က